ကဘာလုံးအမောင်ကျနေတယ်ဆိုရင်တော့အဲ့ဒါထက်ပုံမောင်မိုက်တဲ့ကဘာဟာကျွန်တော်တီမီယာအခန်းချင်းလေးထဲမှာရှိရဲဆိုတာခင်ဗျားတို့ယုံမလားကျွန်တော်ဟာတတိပုတ်တလုံးရဲ့ထိတ်လွယ်ခြင်းခံရတဲ့ကလေးတယောက်လိုငယ်စဉ်ဘဝရဲ့ညစဉ်ညတိုင်းမှာဒီအခန်းလေးထဲမှာပဲပုံဆုံးခဲ့ရပါတယ်ကျွန်တော်အခန်းလေးမှာဖွင့်စရာပြတင်းတကားပေါင်းမရှိပါဘူးလေးပတ်လေးတန်းပိတ်လောင်ထားတဲ့အုံနရောဝါကြီးတွေရဲ့တမောင်ခွေထားတဲ့တစ်သားတကားဟောင်းကြီးတစ်ချက်ရဲ့မျက်နှာကျမ်းမှာခုတွဲနေတဲ့ပင်ကူအေးအမြင်တန်းတွေရဲ့အထားကြတဲ့အသားတွေလိုမလျှော်ဖွတ်တာကြလို့နှစ်လူဖွဲ့ရနန်းလို့ကုံဆုံးခဲ့ပြီဖြစ်တဲ့ကျွန်တော်အဝတ်အစားအဟောင်းအမြင့်တွေရဲ့ကြီးအတက်တက်ဆွဲနေတဲ့အိယာခင်းစောင်းခေါင်းအုံးတို့ရဲ့ဒါတွေကကျွန်တော်လူတယောက်လူတောင်အတိမတ်ပြုခွင့်မပေးနိုင်တော့လောက်အောင်ကျွန်တော်ကိုအစင်အမြဲသင်ငယ်နေစီခဲ့တဲ့အရာတွေပေါ့ပြီးတော့ကျွန်တော်အိမ်မွားခဲ့တာကလေနေ့ရက်တွေရေမရလို့နှစ်ပင်ချီနေခဲ့ပါပြီလေကျွန်တော်ဟာညစဉ်ညတိုင်းအခန်းလေးရဲ့တောင်းနာမှာနားကဲရင်အပြင်ကဖြတ်သွားတဲ့ခြေတံတွေကိုနားထောင်နေမိတတ်ပါတယ်အဲ့ဒီခြေတံတွေကြောင့်ပဲအိမ်မရခဲ့တာဆိုရင်ပုံမှန်ပါလိမ့်မယ်ဒီလိုနားဆိုင်ထောင်မှုတွေကြောင့်ပဲကျွန်တော်ဟာခြေတံတွေကိုတရုတ်တန်ခွဲမိတက်လာခဲ့တယ်တကယ်တော့ဒီအိမ်ဦးကြီးထဲမှာလူများဆဆမရှိပါဘူးစုမိုးအဖေဦးတိုင်းကျော်ရဲ့မေမေရဲ့ပြီးတော့ကျွန်တော်ကိုလူတယောက်လိုအတိအမှတ်ပြုတည်တယ်ဆိုရင်ကျွန်တော်ရဲ့ပေါ့ကပပေါ်နဲ့အပြေးလာတဲ့ခြေလမ်းမျိုးဆိုရင်စုမိုးမမေနဲ့အတူကြည့်ဘူးတဲ့အနောက်တိုင်းရုပ်ရှင်တွေကအဆွဲဖွေးအမွှေးထူထူနဲ့လူဝင်အကြီးကြီးတကောင်လမ်းလျှောက်တလူဤဖန်ဖန်နဲ့တလန်းချင်းချောက်လာတဲ့ခြေလမ်းမျိုးဆိုရင်ဦးတိုင်းကျော်ဒါပါပဲတကယ်တော့ခြေလမ်းကိုလေ့ကျင့်ဖို့ရာကလုံရောကျွံရောအိမ်မှာလူနှစ်ယောက်ရေပါမမေကတော့မမေခြေတံကိုတော့ကျွန်တော်မမှတ်မိခဲ့တာကြာပါပြီမမေကတူတူလေးလမ်းလျှောက်တတ်တာလားဒါမှမဟုတ်ကြဲလမ်းလျှောက်တတ်တာလားအခွင့်ရှိသေးရင်တော့မမေခြေတံကိုနားထောင်ချင်မှသေးတယ်မမေရဲ့ဒီတော့ကျွန်တော်ရှိနေရအခန်းလေးကိုတွန်းဖွင့်ပြီးဒါလို့ခေါ်မဲ့အတန်လေးကိုလည်းကြားချင်ပါသေးတယ်အဲ့ဒီအတန်ကိုပဲကျွန်တော်စောင့်မျှော်နေခဲ့တာနှစ်တွေအတော်ကြာခဲ့နေပါပြီမမေမလာနိုင်သေးပြီမဲ့တစ်ချိန်မှာကျွန်တော်စီအရောက်လာလိမ့်မယ်လို့ကျွန်တော်ယုံကြည်နေပါတယ်မမေရင်ခွင်ထဲမှာဟိုးငယ်ငယ်တုန်းကလို့ကျွန်တော်တညလောက်ဖြစ်နေတွေးလုံခြုံစွာအိပ်ဆက်ချင်ပါတယ်မမေခူးပေးတဲ့ထမင်းကိုလည်းမမေမျက်နှာကိုကြည့်ပြီးကျွန်တော်တဝါကြီးစားချင်ပါသေးတယ်ကျွန်တော်ထမင်းမွားခဲ့တာကြာပါပြီမမေဒါပေမဲ့အခုချိန်ထိတော့ကျွန်တော်အသက်ရှင်နေပါသေးတယ်ဒီအိမ်အိုကြီးထဲမှာကျွန်တော်အပြင်မမေရှိနေပါသေးတယ်ဆိုတဲ့အသည့်နဲ့ပဲကျွန်တော်ဟာအသက်ရှင်ဖို့မကြောက်မရွံ့ဖြစ်နေခဲ့တာပေါ့ဒါပေမဲ့ကြောက်တယ်မမေရဲ့ညရီဆိုကျွန်တော်သိကြောက်တယ်အထူးသဖြင့်အခန်းပြင်ကနေလျှောက်သွားတဲ့ခြေတံတွေကိုပါဟောကြားနေရပြီမမေလာနေပြီအရင်ညတွေလိုပဲကျွန်တော်စီကိုသူတို့လာနေပြီ
ရင်နွေးငွေးစက်ကောင်ရထားကြီးတစင်းတရွေချင်းခုံမောင်းလာနေသလိုတအီအီနဲ့အုတ်ကျမ်းပြင်ကိုချနေလာတဲ့ခြေတံတစ်ပတ်ပတ်ကကျွန်တော်ခန္ဓာကိုယ်ကိုညစီညတိုင်းအခန်းတောင်လေးတို့အလိုလိုတွန်းပို့နေစေပါကျွန်တော်ပါပြင်ဟာအုတ်နဲ့ရန်အေးအေးနဲ့ခွာမရအောင်တိကတ်နေပါပြီဒါပေမဲ့ကျွန်တော်ထမှန်တူကတ်နေတော့ပဲဖြစ်နိုင်ရင်ကျွန်တော်ခန္ဓာကိုယ်ကဒီဥဒ္ဒနယံကြီးကိုဖောက်ဝင်သွားလိုက်ချင်ပါတယ်ခဏလောက်လေးဖြစ်ဖြစ်ပေါ့ဒီခြေတန်းတွေပြန်ဝေးသွားရအောင်လောက်ဆိုအဆင်ပြေပါပြီခဏလေးပါဗျာကျွန်တော်ကိုကျွန်တော်ပျောက်ကွယ်သွားချင်တာအချိန်ခဏလေးပါနားထောင်နေရင်းနဲ့ခြေတန်းကကျွန်တော်အခန်းကိုကြောပြီးတစ်ဖက်အခန်းတကားကိုဆွဲဖွင့်လိုက်ပါတယ်တအောင်ကြတော့ရည်ဆွဲချတန်ကိုကြားရတယ်တကယ်တော့အရာအလုံးကိုအင်းများလောက်နဲ့သာပြီးဆုံးသွားချင်တာပါသို့တော့ဘယ်ကတင်ရှင်ဖခင်ကမှကျွန်တော်ကိုလိုက်လျောမပေးခဲ့ပါဘူးဝန်ကနေတကားဆောင်ပိတ်တန်ကိုကြားလိုက်ရပါတယ်ပြီးတော့ခြေတံကမူရင်းလျှောက်လာရဘက်စီကိုပြန်လဲဦးတည်လာတယ်ကျွန်တော်အသက်မရှူမိတော့ပါဘူးသို့တော်လည်းမကြခင်ကြားရောက်လာတော့မဲငရေခမ်းတစ်ခုကိုကျူမြင်လိုက်ရတဲ့အလားမျက်ရည်တွေအလိုလိုစီးကျလာတယ်ဆက်လက်လျှောက်လန်းသွားပါစေလို့ဆုတောင်းမိတဲ့ခြေတံဟာကျွန်တော်အခန်းတက်မှာရက်တန့်သွားလေရဲ့မဖြစ်နိုင်တော့တဲ့ကြားကအုံနေရန်စီတို့ကျွန်တော်တူကမိလိုက်သေးတယ်ဒုခဏပါပဲဖြောက်ခနဲ့မိဖွင့်တဲ့အတူ60ဝက်မိကြီးပေါ်မှာလေးဟာကျွန်တော်အခန်းအလေတက်မှာလင်းချင်းသွားပါတော့တယ်အာဒါပါပဲကျွန်တော်ရဲ့ညတွေဟာဒီအတိုင်းပဲပြီးဆုံးနေခဲ့တာပါဒါဟာလေသိတော့မစမ်းကြတော့ပါဘူးကျွန်တော်ဟာအမောင်ကိုရောအနှိမ့်ဆက်ခံခြင်းကိုရောနေသားကြနေခဲ့တာကြာပါပြီညရဲ့လက်ကျန်အချိန်လေးကိုတော့စိတ်ချလက်ချကျွန်တော်အိပ်ဆက်နိုင်ကောင်းပါလေရဲ့ခွေးလေးရေအိတ်